ကဲ brother တို့အားလုံးပဲမင်္ဂလာပါ Panda Gaming Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Panda တို့က brother တို့မြင်တွေ့နေရတဲ့အတိုင်းပဲ Alpha Legends skin ကြီးကိုဖောက်နေရတာဖြစ်ပါတယ်ဒီနေ့ကတော့ Panda တို့အကြိုက်ပဲပေါ့နော်ဘာမှစိတ်ပြင်းနေပြေထိုင်မဖောက်နေဘူးအဓိကတော့ဒီမှာစံတော်ချိန်2:30မှာရောက်ရှိလာတယ်ကျွန်တော်တို့ Alpha Legends skin ကြီးကိုရဖို့အတွက်ကျွန်တော်အနေနဲ့မနေ့ဖောက်လိုက်ရတယ်ပေါ့နော်ဆိုတော့နံပါတ်အနေနဲ့ကတော့ကျွန်တော်စောင့်ပြီးတော့ဖောက်တာတော့မှနည်းနည်းထောင်ကျော်ရတယ်ဆိုတော့တိတ်ပြီးတော့အဆင်မပြေဘူးကောင်းကြီးတွေဘာပဲပြောစကင်ကိုတော့ရသွားခဲ့တယ်ကောင်းကြီးတွေကျွန်တော်အနေနဲ့လည်း diamond က9000နီးပါးလောက်ကိုကုန်တယ် brother နော်ဆိုတော့ဒီဟာကြီးဖောက်ဖို့အတွက်ကျွန်တော်ပတ်စံတခြားစုလာပြီးတော့တခြား share ဖောက်လိုက်တယ်ဆိုတော့ပေါက်တော့ပေါက်သွားခဲ့ပေါ့နော်ဆိုတော့မစိုးဘူးဘောင်းနေနဲ့တခါလေးရတယ်ပေါ့နော်ကဲဆိုတော့ဒီမှာပုံနေတဲ့ coin ကတော့မရှိတော့မလောက်လို့ရှိရင်တော့ dynamic box လေး portrait လေးပါဝယ်လို့ရတယ်ပေါ့နော်ကဲချလိုက်တော့အဲ့တော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ draw ကတော့စွတ်ပေါင်းတော်တော်ကြီးကိုလှည့်လဲ draw 90ကျော်လောက်ကတော့ဒါလေးကိုလှည့်လဲဒါပြောဘလိုတွေတောင်လှည့်လို့ဘလိုတွေတောင်ပေါက်သွားမှန်းတော့မသိဘူးအဓိကတော့ coin 1200ပြည့်ဖို့ကျွန်တော်အနေနဲ့ကျိုးသားပန်းသားကိုလှည့်လိုက်တာပေါ့နော်ကဲဆိုဘာပြောဒီ skin ရလာပြီဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ကတော့ဒီ dynamic portrait လေးကိုလည်းဝယ်လိုက်တော့ပြန်မထူးပေါ့နော်ဆိုတော့150နဲ့ဆိုတော့အဲ့တော့တန်ပါတယ်ဆိုတော့တကယ်တန်ပါတယ်နော်ကျွန်တော်နေတာ diamond လေးလည်းတော်တော်ကြီးကျွတ်ထွက်သွားခဲ့တယ်ဆိုတော့ဒီတစ်ခါဒါလေးကမစိုးဘူးဗျနော် okay အဆင်ပြေအဲ့တော့ကျွန်တော်အနေနဲ့လည်းဘာမှတော့တိတ်ပြီးထူထူတွေယူစရာတော့မရှိတော့အဲ့တော့အဓိက Alpha Legend ရသွားပြီလေပြီးပြီပေါ့ဟုတ်တယ်မလား Alpha Legend ရပြီဆိုတော့ကျွန်တော်ဒီ ကြံနေတယ် Wisco တွေကြံနေတယ်ပေါ့နော် Wisco ကကျတော့ကျွန်တော်တို့ဖွင့်လို့ရှိရင်အထက်ကတကောင်ရဖို့ရှိမယ်ပေါ့နော်ကဲဆိုကျွန်တော် Wisco တွေချက်သွားကြည့်မယ် Wisco ကကြောက်ရှိမှာ9000 okay အဆင်ပြေ1000နီးပါးတော့ကတ်နေပြီပဲခေါင်းကြီးလို့နော် okay အဆင်ပြေအဲ့တော့ Legend skin မှာလည်း Alpha ပိုင်သွားပြီကန်ဖနာပြီးတော့ကြံနေတယ်ပေါ့နော်collector လေးကြောင့်စကင်မရှားတဲ့ကျွန်တော်ရှိမှမရှိတဲ့စကင်ဆိုတာ legend နဲ့ collector တွေနဲ့ပဲများမယ်ပေါ့နော်ကျွန်တော် limited တွေတော့မှကျွန်တော်ရှိမှတော်တော်များများရှိတယ်ဗျာဟုတ်လားနော်အဲ့တော့ကျွန်တော်အနေနဲ့တိတ်ပြီးတော့စကင်ကတော့တိတ်တုံတိတ်ဝယ်စရာမလိုတော့တော့ဘူးပေါ့နော်နည်းနည်းပါးပါရွှေချောင်းလေးထပ်ဝယ်လိုက်ကျွန်တော်ရှိမှစကင်တွေကတော်တော်လေးကိုများနေပြီကဲဆိုတော့ကျွန်တော်နောက်ထပ်နည်းနည်းထပ်ဖောက်လိုက်မယ်ဖောက်လိုက်တော့ကျွန်တော် Wisco က1000ပြည့်သွားခဲ့ပြီပေါ့နော်ကဲဆိုတော့ကျွန်တော်အနေနဲ့ဒီ Wisco ပေါက်ကိုဖွင့်မယ်ဆိုတော့1000မှာတော့ကျွန်တော်ရှိမှမရတဲ့စကင်ကဘာမှမရှိဘူးရပြစကင်ရတဲ့ဒီ Harry Collector ပဲရှိရပါတော့။ကြိုက်တော့ဖောက်လိုက်တာတော့ Harry Collector ပဲပေါ့နော်။သူ့အနေနဲ့မရှိသေးတဲ့စကင်ဦးစားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ Harry Collector ကတော့ကျွန်တော်ရမယ်ဆိုတာကိုကျင်းပေပေါက်ကြီးကိုသိနေပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့ Alpha Legend လည်းရခဲ့တယ် Collector skin တစ်ကောင်လည်းရခဲ့တယ်ဆိုတော့ line Collector skin တစ်ကောင်ကိုဖောက်မယ်ဆိုရင်တော့မှ Diamond ကြီးပဲကိုအနည်းဆုံး9000ကျော်6000ကြီးပါတော့သွားတာ။ဆိုတော့ Alpha Legend လည်းရတယ် Collector တစ်ကောင်လည်းရတယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့တကယ်တန်တယ်လို့ပဲမြင်မိပါတယ်။ဆိုတော့ brother တို့ကဘယ်လိုမြင်လဲ Diamond 9000ကျော်1000နီးပါးနဲ့ Alpha Legend တစ်ကောင်ရမယ်ပြီးတော့ Alpha Legend ရဲ့ dynamic portrait တွေရမယ်ပေါင်းနေရမယ်နော်ဆိုတော့မဆိုတော်တော်လေးကိုအဆင်ပြေပါတယ်တန်တယ်လို့ပဲခံစားရပါတယ်ဆိုတော့ကျွန်တော်အနေနဲ့လည်းဒီအတွက်တော်တော်လေးမှကျင်နေတယ်အခုနေမှာကျွန်တော်အနေနဲ့ပြောစရာရှိရတာပါလဲဆိုတော့ brother တို့အတွက်ဒီ Starlight Cat giveaway ပေးတော့မှာဖြစ်ပါတယ် Starlight Cat giveaway မှာပါဝင်ကဆန်းဖို့အတွက်ဆိုတော့ brother တို့အနေနဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့လိုအပ်ပါတယ်ကြာဒီဘာမှမလိုအပ်ဘူးနော် like and subscribe လေးလုပ်ခဲ့ပေးပါပြီးတော့ကျွန်တော်အနေနဲ့ဒီ comment မှာပေါ့နော်ပြင်ထောက်ပေးမယ်ဘာတွေလုပ်ပြီးတော့ giveaway ကိုဖောက်ပေးသွားမလဲဆိုတော့ဘာသာလို့ပဲဆက်ကြည့်လိုက်တော့အဓိကတော့ကျွန်တော်ရဲ့ဒီ channel ကို subscribe လုပ်ထားဖို့အရေးကြီးရနော် channel ကို subscribe လုပ်ထားမှဒါနဲ့ကျွန်တော်အနေနဲ့ brother တို့အတွက် Starlight Cat ကို giveaway ပေးပြီးတော့မယ်ဖောက်သွားပေးမှာပဲဖြစ်ပါတယ်နောက်ပြီးသွားရင်တော့ဘာရတော့မဟုတ်ဘူးဗျာကျွန်တော်ဒီ hero အစ်စ်ခါလီယာရဲ့အစ်စ်ထွက်ထားတဲ့ skin လေးကိုတော့ဖောက်မယ်ပေါ့နော်diamond 30လုံးကုန်ပြီးတော့ဖောက်ရမယ့်ကိစ္စကိုကျွန်တော်အနေနဲ့ကတော့ဒီ new right ပဲ ticket တွေကလည်းနည်းနည်းနော်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့new right ပဲ ticket ကိုပဲတုံးပြီးဖောက်လိုက်ရပါတယ်ဘလောင်းမတော့တိတ်ပြီးတော့မဖောက်လိုက်ရပါဘူးဆိုတော့ diamond 30လုံးတန်တဲ့ skin လေးကိုလည်းကျွန်တော်အနေနဲ့ရရှိသွားခဲ့ပါပြီကဲဒါဆိုရင်တော့ကျွန်တော် new hero ခါလီယာကိုတစ်ချက်သွားရှိုးလိုက်အောင်ဗျာ new hero ခါလီယာကဘာလို့တကယ်လမ်းနဲ့ hero တကောင်လို့ပြောရလဲဆိုရင်ကျွန်တော်အနေနဲ့ကြိုက်တဲ့အချက်ထဲမှာပါလဲဆိုသူ့ရဲ့ skill 2နဲ့ AD mate ကိုတော်တော်လေးကိုမှကြိုက်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ဆောင်ရွက်ကြမ်းပါတယ်ဆိုရဲ fighter တွေနဲ့ massman တွေ mage တွေကိုအလေးအငိုက်ဝင်ပြီးတော့ကျွန်တော်တို့ညှောက်လိုက်တာကြီး၊ကင်ပေါက်လိုက်တာကြီးကတော်တော်လေးကိုမှကျွန်တော်အနေနဲ့သဘောကျတယ်။ဒါကြောင့်အမှန်တိုင်းပြောတာမို့တုံးကထုတ်သမျှ hero ထဲမှာဒီကောင်ကကျွန်တော်တကယ်ကြိုက်ပါတယ်။ဘာလို့လဲဆို brother တို့တခြားစဉ်းစားကြည့်ဗျာ။အဲ့တလက်ကောင်မှာ AD နဲ့မြောက်ရတာဗျာ။ AD နဲ့မြောက်ဒါပေမဲ့အားနေချက်အားတာချက်ဆိုတော့သူကနေလို့ရှိပြီးသားပေါ့နော်။အဲ့တလက်ကတော့အားလုံးစုလိုက်ဒါပေမဲ့ဒီကောင်တော့တစ်ခေါင်နဲ့ပဲ။ဒါပေမဲ့တစ်ခေါင်နဲ့လည်းအဆင်ပြေတဲ့ခေါင်းကြီး။စကီးတူးကြီးနဲ့ကင်ပေါက်တာကြီးကတကယ်ပြောတာ။တကယ်ဝင်တကယ်အဝင်လုံးဝလှရဟာပြီးတော့ဒီ AD mate ကြီးဆက်မြောက်လိုက်တယ်ဆိုတာလေကျွန်တော်အနေနဲ့တကယ်သဘောကျတယ်ပြီးတော့ hero ရဲ့ပုံစံကလည်းဘယ်လိုပြောရမလဲနောက်မှငကားမီးလေးနဲ့ဗျာကြည့်ရမလားအဲ့လေတကယ်အဆင်ပြေအဲ့တော့တကယ်ကြိုက်တယ်အဲ့တော့ brother တို့အနေနဲ့ရောဒီ hero ကိုဝယ်ပြီးသွားပြီလားဒီ hero ကို pass မပွင့်မနဲ့ဘယ်လိုဝယ်ရလဲဆိုတော့သိလားမသိရင်ကျွန်တော်နောက်နေ့ video လေးတက်လုပ်ပြီးတင်ပေးမယ်ဗျာကဲဆိုဒီနေ့ဒီ video လေးကတော့ဒီလောက်ပဲ Panda ရဲ့ channel ကို like and subscribe လေးလုပ်ခဲ့ပေးဖို့မမေ့နဲ့နော်ကောင်းကြီးတို့ဒါမှကျွန်တော် Starlight Cat giveaway မှာပါဝင်ကတ်ဆန်းလို့ရမှာဖြစ်ပါတယ်ကောင်းကြီးတို့